အားလုံးပဲမင်္ဂလာပါကျွန်တော် Fiverr ကနေဒေါ်လာ1000ကျော်ခဲ့ပြီဖြစ်ပါတယ်ပြောရရင်တော့ဒေါ်လာ12000ကျော်ခဲ့ပြီပေါ့နော်ဆိုတော့ဒါကလုံးဝ completely online ကနေရတာပါ online ကနေပဲရပါတယ်မြန်မာနိုင်ငံကနေပြီးတော့အိမ်မှာနေပြီးအလုပ်လုပ်ရင်းနဲ့ရခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ဒီလိုဝင်ငွေရအောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာတွေရယ်ကျွန်တော် Fiverr မှာ gig တွေဘယ်လိုဖန်တီးရလဲဆိုတာရယ် price ဘယ်လိုထားလဲဆိုတာရယ် client အနေနဲ့ပတ်သက်လို့ဘယ်လိုမျိုးဆက်ဆံရေးတွေတည်ဆောက်ရလဲဆိုတာတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ profile ကိုကြည့်ရင်အဓိကကျွန်တော်ပေးတဲ့ service တွေကဒီမှာ translation ရှိမယ် line ရှိမယ် recording ဘိုင်းတွေရှိမယ်ဆိုတော့ English to Burmese to English ပေါ့ဗျာဒါတွေကိုအဓိကပေးတယ်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်တို့ရဲ့ ethnic dialects တွေဖြစ်တဲ့ချင်းတို့ကရင်တို့လည်းကျွန်တော်အဖွဲ့တွေနဲ့ဒီ service တွေလည်းလုပ်တယ်ပေါ့နော်အဲ့ဒါပြင်ခြား transcription တွေ proofreading တွေလည်းဒါတွေလည်းလုပ်ပေးပါတယ်ဆိုတော့အဓိက key ကတော့ဘာလဲဆိုရင်ကျွန်တော်တို့က client တယောက်အလုပ်အပ်လာတာ ਨੇ အမှန်ကန်ဆုံးနဲ့အမြန်ဆန်ဆုံးပေးနိုင်အောင်ကြိုးစားတာပါပဲအဲ့ဒီလိုဖြစ်ဖို့ကျွန်တော်တို့က focus ထားပြီးတော့မှအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ Fiverr ကနေအလုပ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာလေးတွေကိုတစ်ခုချင်းစီပြောပြပေးသွားမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က gig ဖန်တီးတာပေါ့နော်ဒါကျွန်တော်ရဲ့ gig တစ်ခုကိုကျွန်တော်ပြထားတာဖြစ်တယ် title ဘိုင်းရှိမယ် and description ဘိုင်းရှိမယ်ဆိုတော့ကျွန်တော်တို့ကဒီ Fiverr gig တစ်ခုဖန်တီးတဲ့အခါမှာဒီ title နဲ့ description ကအရေးကြီးတယ်ဗျအဓိကတကယ် keywords တွေမှန်ကန်တဲ့ keywords တွေကိုသုံးတတ်ဖို့အရေးကြီးတယ်ဥပမာဗျာကျွန်တော်တို့က Burmese translation လို့သုံးမဲ့အစားကျွန်တော်တကယ် Burmese or မြန်မာစသဖြင့်မြန်မာဆိုတဲ့စကားလုံးပါအောင်ရေးတယ်ပြီးရင်ကိုယ့်ရဲ့ experience တွေပေါ်လွင်အောင်ပြီးရင်ဒီမှာ excellent translation စသဖြင့်ဒါမျိုးလေးတွေ keywords လေးတွေ client ကြိုက်မဲ့ keywords လေးတွေပါဝင်အောင်ဒီလိုမျိုးရေးရပါတယ် title မှာရော description မှာရောအဓိက keywords တွေတကယ်မှန်ကန်တဲ့ keywords တွေကိုရွေးချယ်ပြီးတော့သုံးတတ်ဖို့အရေးကြီးပါတယ်ဆိုတော့ give ဘိုင်းမှာဒီနှစ်ခုကိုအကြံပေးလိုပါတယ် title နဲ့ description မှာ keywords တွေမှန်ကန်စွာသုံးတတ်ပါစေနောက်တစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့က on time delivery ဖြစ်ဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော်ဘယ်ဟာကိုပြမလဲပြရရင်ဒီမှာကျွန်တော်ခုချိန်ဒီအလုပ်လုပ်ခဲ့တာမှာကျွန်တော်တခါမှနောက်ကျပြီးမှပေးဖို့တယ်ဆိုတော့မရှိခဲ့ဘူးဒါအရင်အလေးထားရပါတယ်ဘာလို့လဲဆိုတော့နောက်ကျမှပေးတယ်ဆိုတာမကောင်းပါဘူး client အနေနဲ့ကသူ့မှာလည်း timeline ရှိတယ်သူ့အချိန်နဲ့သူကိုကစောပေးနိုင်လေပိုကောင်းလေပါပဲအဲ့တော့ဒုတိယအချက်အနေနဲ့မှတ်ထားရမှာကအချိန်ကိုစောနိုင်မြစောပေးနိုင်အောင်ကြိုးစားရမယ်မှန်မှန်ကန်ကန်နဲ့ပေါ့နော်မှန်မှန်ကန်ကန်နဲ့စောပေးနိုင်အောင်ကြိုးစားရမယ် on time delivery ဖြစ်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကဒီ repeat client ပေါ့နော်ကျွန်တော်တို့ကဒါ voice over အတွက်ကိုကျွန်တော်ဒါrepeat business school ပေါ့နော်50ခွန်ရတယ်ဒါမြင်သာအောင်ပြောရရင်ကျွန်တော်ဒီမှာ repeat buyer rate ကကျွန်တော် 40% ရှိတယ်ဆိုလိုချင်တာက10ယောက်မှာ4ယောက်ကကျွန်တော်ကိုပြန်ပြီးအလုပ်ပြန်ခိုင်းတယ်ဒါကလည်းအရေးကြီးပါတယ် customer retention ဆိုတာ business မှာအရေးကြီးတယ်လို့ပဲဒါကကျွန်တော်တို့ client တယောက်ကကိုယ့်ကိုအလုပ်အပ်ပြီးသွားပြီနောက်ထပ်သူအလုပ်ပေါ်လာတယ် Burmese translation ပေါ်လာတယ်ကိုယ့်ကိုတတိယပြီးကိုယ့်ကိုပဲပြန်အပ်လာတယ်ဆိုတာအရန်ကိုဂုဏ်ယူဖို့ကောင်းပါတယ်အဲ့ဒီဟာမှာအတိတ်ပဲဒီအများကြီးပါပါတယ်ကိုကအလုပ်လုပ်တာသူ့အတွက်အကျိုးဖြစ်သွားတယ်ဆိုတာတစ်ချက်အချိန်မှန်ပေးဖို့နိုင်တယ် quality ကောင်းတယ်ဆိုတဲ့အထိပ္ပယ်ဒီအများကြီးတက်ရောက်စေပါတယ်အဲ့ဒီအတွက်ကြောင့်ဒီ client ကနောက်ထပ်လာပြီးတော့ကိုခိုင်းတာဖြစ်ပါတယ်အဲ့ဒါအရန်ရေးကြီးပါတယ်အဲ့တော့တတိယအချက်အနေနဲ့ကတော့ repeat client ကိုတန်ဖိုးထားရပါမယ်ပြောရရင်တော့ one happy client is worth 10 new ones ပါเนาะတယောက်ကကိုယ်နောက်ထပ်ပြန်လာခိုင်းတဲ့ဒီလိုမျိုး client တယောက်ကအသစ်သော client တွေ10ယောက်လောက်နဲ့ညီမျှပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဒေါ်လာ12000လောက်ဝင်လာတဲ့အများဆုံးသော order တွေကဒီလိုမျိုး repeat client တွေကလာပါတယ်ဒါကြောင့်တတိယချက်အနေနဲ့ repeat client တွေကိုတန်ဖိုးထားရပါမယ်ကောင်းကောင်းဆက်ဆံရပါမယ်အချိန်မှန်အချိန်မီစောနိုင်မြစောအောင်ပြီးဖို့နိုင်ဖို့လိုအပ်ပါတယ်ဆိုတော့နောက်တစ်ချက်ကြာတော့ကျွန်တော်တို့ကဒီ gig မှာ price ပိုင်းပေါ့နော်ဒါကတော့ဘယ် gig မှာမဆိုပေါ့ကျွန်တော်ဒါကတော့နမူနာအနေနဲ့ပဲပြတာမို့လို့ဘယ် gig မှာမဆိုဒီလို package လေးတွေရှိတယ် basic standard premium ဒါမျိုး package လေးတွေလုပ်တဲ့အခါမှာကိုကဈေးနှုန်းကိုတင့်လျော်တဲ့ဈေးနှုန်းဖြစ်ဖို့အရေးကြီးပါတယ်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ basic price က$5ပဲရှိပါတယ်အဲ့ဒီတုန်းကဒီဟိုဟာကိုသွားကြည့်ရင် average selling price ကိုသွားကြည့်ရင်ကျွန်တော်အဲ့တုန်းက
15ဒေါ်လာ30အဲ့လောက်ပဲရှိပါတယ်ဒါပေမဲ့အခုတော့ဒေါ်လာ100နီးပါးဖြစ်နေပြီပေါ့နော် sell average ရအဲ့လောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီတုန်းကဆိုရင်$5လောက်လေးနဲ့လက်ခံတယ်လုတ်တယ်သူတို့မတောင်းခင်မှာပဲကိုကစောပြီးပေးနိုင်အောင်ကြိုးစားတယ်ဒီလိုတွေလုတ်ခဲ့ရတာပေါ့နော်ဒီလိုနဲ့ review ကောင်းနေရလာတယ်ပေါ့နော် review ကောင်းနေရလာတဲ့မြတဖြည်းဖြည်းနဲ့မှကိုယ့်ရဲ့ price ကိုမြင့်ပေါ့ဗျာဒါကတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်ကဒီ price ပိုင်းကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်price နဲ့အတူတွဲလျက်ကဘာလဲဆိုတော့ high quality ဖြစ်ဖို့တော့လိုတယ်ကိုယ့်ရဲ့လုပ်ပေးလိုက်တဲ့ဟာကသူ့အတွက်အကျိုးရှိအောင် quality ကောင်းကောင်းနဲ့ပေးလိုက်တာမျိုးဖြစ်ရပါမယ်ဒါမှသာလျှင်ကျွန်တော်တို့ရဲ့ rating တွေကတက်လာမယ် 5 star review တွေရလာမယ်နော် positive rating ရမယ်ဈေးပေါ်တိုင်းလဲ client ကကြိုက်တာတော့မဟုတ်ဘူးပေါ့ဗျာပြောရရင်တော့ client don't return for the cheap price ခင်ဗျားဒီကိုပြန်လာတယ်ဆိုတာကဈေးချိုလို့တော့မဟုတ်ဘူးဗျာဈေးချိုလို့တခုတည်းတော့မဟုတ်ဘူး quality ကလည်းကောင်းမှဆိုတော့ခုနပြောတဲ့ price နဲ့ဒီဘက်က quality နဲ့ကိုအရေးကြီးတဲ့အချက်အနေနဲ့ထပ်ပြီးတော့မှပြောချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဒေါ်လာ12000ကျော်ခဲ့တာမှာတကယ်ဆိုရင်ဒေါ်လာ1000ကျော်တာနဲ့freelancer level တွေရှိတယ်ကြည့်ရင်ကျွန်တော်အခုလက်ရှိမှာ level 2နောက်ထပ်တစ်ဆင့်ဆိုလို့ရှိရင် top rated ဖြစ်နေပါပြီ top rated ဖြစ်ဖို့ဆိုရင်လိုအပ်တဲ့ rating တွေကဒီမှာကြည့်ပါ success score rating response rate order ဆိုရင်40ဖြစ်ရမယ် unique client 20ရှိရမယ် any ဆိုရင်1000ရှိရမယ်ပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်ကဒီမှာ match ဖြစ်နေပါပြီရောက်နေပါပြီကျွန်တော်ဒီမှာဒေါ်လာ1000 12000တောင်ဖြစ်နေပြီကျန်တဲ့ဟာတွေကလည်းအကုန်ပြည့်ပြီနေပြီကျွန်တော်ဒီ top rated ဖြစ်နေပါပြီတကယ်တမ်းကျတော့သို့တော်လည်းပဲ top rated ဖြစ်ဖို့ဆိုလို့ရှိရင်တော့သူတို့ manually evaluation လုပ်တဲ့အတွက်ဒါခုချိန်ထိကျွန်တော်ဒီ page ကိုတော့မရသေးဘူးပေါ့နော်ပြန်ကြည့်ရရင်ဒီမှာကျွန်တော်ရဲ့ client တွေဆိုလို့ရှိရင်လည်းဒါတစ်ကမ္ဘာလုံးမှာမြင်တဲ့အတိုင်းပဲဒီမှာ United States ရှိမယ်Canada ရှိမယ်နော်အစသဖြင့် Brazil ရှိမယ် China ရှိမယ်ဒီလိုမျိုးကမ္ဘာလုံးရဲ့ client တွေကဒါကိုယ့်ကိုလာပြီးအလုပ်အပ်ကြတာဖြစ်ပါတယ်ဆိုတော့ပြန်ချုပ်ရရင်ကျွန်တော်နောက်ဆုံးအကြံပြုတဲ့အနေနဲ့ပေါ့နော်အချက်လေး၅ချက်ကိုပြောချင်ပါတယ်ပထမတစ်ချက်ကတော့ specific skill ပေါ့ကိုယ်မှာရှိတဲ့ specific skill တစ်ခုကိုရွေးပြီးတော့မှ offer လုပ်တင်ပါတယ်စတင်ပါတယ်အဲ့ဒါနဲ့လေ service တွေအများကြီးနဲ့မစတင်ပါဘူးနောက်တစ်ချက်ကတော့ကိုကျွမ်းကျင်တဲ့ကိုပြီးမြောက်ခဲ့တဲ့အလုပ်တွေရှိတယ်ဆိုရင်အောင်မြင်မှုတွေရှိတယ်ဆိုရင်ဗီဒီယိုလေးတွေလုပ်တာပဲဖြစ်ဖြစ် portfolio လေးတွေဖန်တီးတာပဲဖြစ်ဖြစ်တင်ပါပေါ့နော်ဒါဆိုရင် Fiverr ရဲ့ယုံကြည်မှုရမယ် client တွေရဲ့ယုံကြည်မှုရမယ်ပေါ့ဒါဒုတိယအချက်အနေနဲ့ကျွန်တော်အကြံပေးခြင်းပါတယ်နောက်တစ်ခုကတော့အလုပ်အပ်လာတိုင်းကိုက early delivery ဖြစ်ဖို့အရေးကြီးပါတယ်အဲ့ဒါအပြင် client နဲ့ဆက်ဆံရေးမှာလည်း professional ကြဆက်ဆံရပါမယ် clear communication ဖြစ်ဖို့လိုပါတယ်ဒါနောက်တစ်ချက်အနေနဲ့ကျွန်တော်အကြံပေးချင်တာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင် client အနေနဲ့အလုပ်ပြီးသွားတိုင်းအလုပ်အပ်ပြီးသွားတိုင်းကိုက feedback တွေကိုရင်ကြေးကြေးတောင်းရပါတယ်ရိုးရိုးသားသားတောင်းရပါမယ်เนาะဒါမှသာကိုယ့်ရဲ့အလုပ်ပေါ်မှာ client တွေကလည်း rating ပေးတာကစစ်မှန်ပြီးတော့ကိုရှေ့ဆက်ပြီးတော့မှလုပ်ရမယ့်အလုပ်တွေမှာအထောက်အကူဖြစ်မှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးချက်အနေနဲ့ကျွန်တော်အကြံပေးချင်တာကကိုယ့်ရဲ့ gig တွေကိုလာတိုင်းပဲဖြစ်ဖြစ်ပေါ့နော်အချိန်တိုင်းကိုကစောင့်ကြည့်ရပါမယ်ဘာလို့လဲဆိုကို gig တွေကိုဘယ်နှယောက်ဝင်ကြည့်သွားလဲဒါကျွန်တော်တို့ analytics မှာကြည့်လို့ရတယ်နော်အဲ့ဒါလေးတွေကြည့်ပြီးတော့မှကိုပြင်တင်တာလေးတွေပြင် keywords တွေချင်းတင်တာချင်းဒါမျိုးလေးတွေကိုလုပ်စေချင်ပါတယ်ဒါကတော့ကျွန်တော် Fiverr မှာဒေါ်လာ12000ကျော်ဝင်ခဲ့တဲ့ဒီအိမ်မှာနေရင်းနဲ့ပဲဝင်ခဲ့တဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြံပေးတဲ့ဟာလေးတွေကိုတေချာလေးလိုက်လို့ပြီးတော့မှလုပ်ကြည့်ရင်ခင်ဗျားတို့တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်ပြီးတော့လေကျွန်တော်ဒီကို Viber ကပဲဖြစ်ဖြစ် Telegram ကပဲဖြစ်ဖြစ်လာမေးကြတွေရှိတယ်ဆိုရင် TikTok ကပဲဖြစ်ပေါ့နော်လာမေးတယ်ဆိုရင်ကျွန်တော် hi တို့ hello တို့တလုံးနဲ့မပို့ပါနဲ့မေးခွန်းတန်းမိပါအဲ့ဒါဆိုရင်ကျွန်တော်မေးခွန်းမြင်ပြီးရင်အဲ့ဒါနဲ့ reply ပြန်ပြီးဖြေပါတယ်ဆိုတော့ဒါလေးလဲပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်